Hello နှုတ်ပြန်လာပါပြီရှင်။နှုတ်လေဒီနေ့ဘာပြောပြပေးမလဲဆိုတော့ထိုင်းနိုင်ငံအတွင်းမှာအဲ့လိုမျိုးပေါ့နော် abandoned ဆိုင်တွေအများကြီးရှိရပေါ့နော်။အဲ့ထဲမှာတစ်ခုဖြစ်တဲ့ကိုစီချွန်းကျွန်းပေါ်မှာရှိတဲ့လူပြောအများဆုံးဖြစ်တဲ့ abandoned mansion ပေါ့နော် abandoned mansion on ကိုစီချွန်းပေါ့။အဲ့ဒီကိုစီချွန်းပေါ်ကအဲ့ဆိုင်အိမ်အကြောင်းကိုပြောပြပေးပါမယ်ရှင်။သူ့ကိုဘာလို့ဒီအိမ်ရှင်တွေကစွန့်ပစ်ခဲ့တာလဲပေါ့နော်။အဲ့လိုဥစ္စာလေးကိုနိုးသိရသလောက်အဲ့လိုမျိုး explore လုပ်ကြည့်ပြီးတော့ပြောပြပေးပါမယ်ရှင်။ကဲဆက်နားထောင်လိုက်ရအောင်။ကဲနိုးပြောပြမယ်ကိုစီချွန်းပေါ်ကဆိုင်အိမ်ကြီးကိုမိတ်ဆွေတို့သိကြရလားရှင်။နူကတော့ကိုစီချွန်းကိုတခါမှမရောက်ဘူးသေးဘူးပေါ့နော်ဒီထိုင်းတန်အတွက်ဖြစ်တာမှန်လို့အတန်ထွက်မှရင်လည်းမှားမယ်ပေါ့နော်နူကအင်္ဂလိပ်လိုပဲအဲ့ဟာကိုပဲအတန်ထွက်ပြီးတော့ပြောထားမလို့ဒီကျွန်းလေးရဲ့နာမည်အတိအကျကိုတော့အတန်မထွက်တတ်ဘူးပေါ့နော်ဒါမဲ့လူခေါ်တတ်တယ်လို့ပဲခေါ်တာပါရှင်ဒါကကြိုပြီးတော့ပြောပြထားပေးရပါဒီ abandoned mansion တခုရှိရပေါ့နော်ကိုစီချွန်းပေါ်မှာပေါ့နော်သူကအဲ့ဒီမှာဆိုလို့ရှိရင်ထိုင်းက Go Explorer ကိုနောက်တော့ကြတော့ Urban Explorerတွေဘာတွေကြားထဲမှာသူအရန်ကိုလူသိများထင်ရှားတဲ့စွန့်ပစ်ခံအိမ်တစ်လုံးပေါ့နော်ဒါမဲ့အဲ့နေရာအကြောင်းကိုတရဝင်တမိုင်းမှတ်တမ်းတွေကအလွန်နှဲပါပြီးတော့ online မှာပြောနေကြတဲ့ဇက်လန်ပေါ့နော်တရဲဇက်လန်အများစုကလွယ်ပြီးလို့ရှိရင်ဒေတာခန်တွေရဲ့ပြောစကားပေါ့နော်အဲ့လိုမျိုးဒေတာခန်တွေပြောတဲ့စကားတွေသိရမလားနောက်တော့ local folk ဒီနောက်တော့ကြတော့ urban legend တွေရဲ့စကားတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်မလို့ 100% မှန်ချင်မှလည်းမှန်ပါလိမ့်မယ်ပေါ့နော်။ဒါကနိုအတီတလောက်ကလေးကို explore လုပ်ပြီးတော့ internet ထဲမှာရှာဖွေလေ့လာခဲ့ရသမျှကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကိုမိတ်ဆွေတို့ပြန်လည်ပြောပြခြင်းဖြစ်ပါတယ်ရှင်။နိုကအဲ့ဒီအိမ်ရဲ့အကြောင်းကိုစပြောပြပေးမယ်ပေါ့နော်သူ့ရဲ့နောက်ခံသမိုင်းကြတော့သူကကိုစီချွန်းကကြတော့သူကဒီရာမငါဘရင်လက်ထက်ခရေရပေါ့နော်နွေရာဒီနန်းတော့ရှိခဲ့တယ်သမိုင်းဝင်ကျော်နှကြုံဖြစ်တယ်ပေါ့နော်အဲ့ကျော်တွေကတအားလဲလှတယ်လို့ပြောတယ်နှုံမရောက်ဘူးသေးဘူးပေါ့နော်သွားတော့လဲရအောင်မယ်နောက်တော့ကြတော့အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်စစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေကြောင့်တချို့အဆောက်အုံတွေကစွန့်ပစ်ခဲ့ကြရပြီးတော့တဲ့ကျုံးပေါ်မှာတဲ့စွန့်ပစ်အဆောက်အုံတွေလည်းတော်တော်များများကျန်ရခဲ့ပေါ့နော်အဲ့ဒီမှာသူက Ghost Mansion လို့လူသိများတယ်ဒီဆိုင်အိမ်ကကြတော့တောင်ဆောင်ပေါ်မှာတည်ရှိပြီးတော့ပင်လယ်မျက်နှာပြင်ကနေပြီးတော့အထက်ကနေလှမ်းပြီးတော့မြင်နေရတဲ့ပုံစံကွာတိလားတကယ်ကွာအရန်ကိုလှတယ်ကွာရှုခင်းရသိရမလားလုံးဝကိုတောင်ဆောင်ပေါ်မှာရှိပြီးတော့မနက်ဆိုလို့ရှိရင်လည်းအိယာထလိုက်တာနဲ့မြင်ရမယ့်ရှုခင်းရပင်လယ်ပြင်ကွာသိရမလားအဲ့တော့ကြာတအားလှနေမှာသိလားဒါပေမဲ့ဝမ်းနေစရာကောင်းတာကြတော့စွန့်ပစ်ခဲ့တာဖြစ်တဲ့အတွက်တရေ6တဲဆိုပြီးတော့လည်းတအားကိုအဲ့လိုမျိုးပေါ့နော်ဒေတာကန်တွေကတော့လုံးဝကိုယုံကြည်ပြီးတော့အဲ့ဆိုင်နာကိုရောင်လို့တော့မကတ်ကြပါဘူးရှင်အဲ့တော့ဒီလိုမျိုးပေါ့နော်တရေတို့ဘာလို့အယုံကြည်ရှိကြလားရှင်နိုကတော့ယုံတယ်ပေါ့နော်ဒီမြဲတရားတော့ရှိရဲဒါမဲ့နိုကကြတော့တအားကြီးအဲ့လိုမျိုးပေါ့နော်အရင်ကြောက်လာပါပြီဆိုရဲအဲ့လိုမျိုးလူစားမျိုးတွေမှာတော့မပါဘူးပေါ့နော်ဒါမဲ့သူ့ဟာနဲ့သူတော့သူ့စီသူ့ကန်လေးနဲ့တော့အဲ့လိုမျိုးပေါ့သူ့စီကိုစီပေါ့နော်အဲ့လိုမျိုးတော့ရှိကြမှာပါဒါပေမဲ့ယုံတာတော့ယုံကြည်ပါတယ်ရှင်အဲ့ဒီ Ghost Mansion လို့အဲ့လိုမျိုးပေါ့နော်လူသိများအိမ်ကြီးကတကယ်ကိုတောင်ဆောင်ပေါ်မှာရှိပြီးတော့နေရာကောင်းမှာအတိအကျစောက်ထားတာပေါ့နော်ဒေသခံတွေပြောတဲ့ဒီဇလန်းတွေပုံပြင်တွေအရာလေးလာသိရှိရတဲ့လောက်ကတော့သူတို့ပြောတဲ့ပုံပြင်တစ်ခုပါတဲ့ချမ်းသာတဲ့မိသားစုတစ်ခုကနေပြီးတော့ဒီအိမ်ကြီးကိုတဲ့အပန်းဖြစ်အိမ်ဖြစ်နေတဲ့သူကတဲ့ဆောက်လုပ်ခဲ့တယ်ပေါ့တကယ်ကိုကြီးကြီးကျယ်ခမ်းနားဆောက်လုပ်ခဲ့တယ်ပြီးတော့ကြာမကြခင်မှာပဲမိသားစုတွေကလူတစ်ယောက်ကမျော်လင့်မင်းနဲ့လုံးဝကိုသိဆုံးခဲ့တယ်ပေါ့နော်လုံးဝမျော်လင့်ထားဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်နာတာရှည်ဖျားတာနာတာအဲ့လိုမျိုးကြောင့်တေးတာမဟုတ်ဘူးပေါ့နော်သူတို့ပြောချင်တဲ့သဘောကလေမမျော်လင့်တဲ့အဲ့လိုမျိုး ASEAN အခြေအနေတစ်ခုကြောင့်ပဲဆုံးပါခဲ့တယ်ပြီးတော့ကြတော့တဲ့အဲ့နောက်ပိုင်းကနေစပြီးတော့တဲ့6တဲဆိုပြီးတော့တဲ့ဒီအိမ်သားတွေကအစားသူ့ရဲ့အိမ်ပိုင်ရှင်တွေကစားမနေရတော့ပဲနဲ့ဒီအိမ်ကိုအပီးတိုင်ပိတ်သိမ်းပြီးတော့ဒီအိမ်ပိုင်ရှင်တွေကလည်းပြောင်းသွားကြရပေါ့နော်ကျောင်းကနေလုံးဝထွက်သွားခဲ့တယ်ဆိုတဲ့ဌာနကြီးရှိရပေါ့နော်ဒီအဖြစ်ပြက်တွေကတကယ်ကိုတရားဝင်လားတရားဝင်မှတ်တမ်းရှိသလားဘာလားညာ
လားတော့တေချာမသိဘူးဒါပေမဲ့ဒေတာကန်တွေကတော့သူတို့အဖိုးဘွားအစင်ဆက်ကနေပြီးတော့ပြောလာတဲ့ဇလန်တွေအရာတော့အဲ့ဇလန်လို့ပဲပြောကြရတယ်ပေါ့နော်တရေချောက်တယ်လို့ဘာလို့ပြောကြရလဲဆိုတော့ညာဘက်ကြောက်လို့ရှိရင်လည်းသူကအဲ့မှာလူပေါ့နော်လမ်းလျှောက်တဲ့တန်တွေကြားရတယ်ပြီးလို့ရှိရင်အပေါ်ရက်ဗနေမောက်မှာလူရိတ်လိုတွေကလည်းအမြဲတမ်းဖြတ်ကနေတွေ့ရတယ်ပေါ့နော်ပြီးတော့တဲ့အဲ့ဒီအိမ်ကြီးကနေပြီးတော့အမျိုးသမီးငိုတန်တက်ကိုလည်းအမြဲတမ်းကြားရတယ်ပေါ့ကွာအဲ့ကျွန်းမှာနေတဲ့တကယ်ဒေတာခံတွေကပေါ့နော်အဲ့လိုမျိုးကြားရတယ်ပေါ့ပြီးတော့အဲ့အိမ်နာဖြတ်သွားရဲဆိုလို့ရှိရင်ဒီတိုင်းအမှန်တမဲ့ကြည့်လိုက်မိရဲဆိုလို့ရှိရင်လည်းဗနေမောက်တကားတွေကအစားလီမတိုက်ဖဲနေတဲ့အဲ့လိုချိန်လုံးလှုပ်ခါရမ်းနေရပေါ့ကွာအဲ့လိုမျိုးတွေကိုမြင်ရတာဖြစ်တဲ့အတွက်ကိုဒေတာခံတွေကလုံးဝကိုကြောက်လန့်ပြီးတော့အဲ့အိမ်ကြီးကိုလုံးဝဖဲ့ကျင်ထားလိုက်တယ်ဆိုတဲ့သဘောပေါ့နော်သူတို့လည်းအဲ့နာပတ်ဝန်းကျင်ကိုလုံးဝကိုမသွားရဲတော့ဘူးပေါ့နော်နောက်တော့ကျတော့နောက်ပိုင်းကျလူတွေကလည်းအဲ့နာပတ်ဝန်းကျင်ကိုလုံးဝကိုဖျက်လျှောက်တာတော့ဘာလို့မလုပ်တဲ့ခါကျတော့တောအုပ်တွေနဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်ဖုံးလွှမ်းနေရဲ့တဲ့ပင်လယ်ပြင်ကိုမျက်နှာမူထားတဲ့တကယ်ကိုတိတ်ဆိတ်တဲ့နေရာတောင်ဆောင်ကြီးမှာရှိရမလို့တဲ့ဒီအခုနောက်ပိုင်းကတော့လူတွေလည်းမသွားဘူးဖြတ်သွားဖြတ်လာလည်းမလုပ်တော့ဘူးဆိုတော့တဘာဝကနေပြန်ပြီးတော့ဖုံးလွှမ်းလိုက်တာဖြစ်တဲ့တော့ကိုတောအုပ်ကြီးတစ်ခုတော့ဖြစ်နေရပေါ့နော်အဲ့ဒါကြောင့်မို့ဒီပတ်ဝန်းကျင်ကပို့ပြီးတော့ခြောက်ခြားစရာကောင်းပြီးတော့ဟော်ရာရုပ်ရှင်ကားတွေကတကယ်ကိုမန်ရှင်းဆိုင်ကြီးလိုမျိုးအဝေးကနေလှမ်းပြီးတော့ကြည့်လို့ရှင်မြင်ရပါတယ်တဲ့အမှတ်တရားအနေနဲ့ကတော့တဲ့ဒီစံအိမ်မှာတရေရှိရဲတို့ဘာတို့ညာတို့အတိအကျပေါ့နော်ရိုက်ကူးထားတာတို့ဘာတို့ညာအဲ့ဒါတွေတော့ YouTube မှာမတွေ့ရဘူးဒါပေမဲ့ဒီပါဇက်ပြောတဲ့ရာဇဝင်တွေပေါ့နော်နောက်တော့ဒေတာခံတွေရွာသားတွေရဲ့ပြောစကားပေါ့အဲ့လိုဟာတွေကိုหนูကလေးလာသိရှိရတဲ့လောက်ပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ပြပြပေးရပါပြီးတော့ကြတော့ဒီနေရာရဲ့လှုပ်ဝက်ဆန်တဲ့ဒီတမိုင်းချောင်းကိုတော့အတိအကျကိုလိုက်ပြီးတော့တူဖို့ကြည့်ရှုရတဲ့လောက်ကတော့တကယ်ကိုသူတို့ပြောသလိုမျိုးပဲအဲ့လိုမျိုးပေါ့နော်ဖြစ်မယ်လို့နိုလည်းခံမှန်းပါတယ်ဘာလို့ဆိုတော့တော်တော်များများကအဲ့မှာဒီကျွန်းကဒေတာကန်တွေတော်တော်များများကိုအဲ့ interview ထားတာတွေပါတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်3-5ရက်လောက်ကအကောင်ကအတူတူပဲ saturation တူပဲပြောကြတာဆိုတော့လေကဲหนูကဒီနေ့ဘာစားမှလဲဆိုတော့ဒီမှာကြည့်ရောလုံးဝခရုကောက်ဆွဲရှင်သိလားခရုကောက်ဆွဲလေ special ရှင်ကြည့်အောင်ကျွေးအောင်ကျွေးချင်တယ် special မှ share စားကြပါဦးရှင်หนูအရင်ပိုက်စာနေလို့စားမယ်နော်ကောင်းလိုက်တာမှန်တယ်ခရုကောက်ဆွဲရှင် က
ကဲစားလို့လည်းပြီးပါပြီရှင်ပြီးတော့နောက်ထပ်လုံးဆက်ပြောပြချင်တာကြတော့လွန်ခဲ့တဲ့နှစ်အနေငယ်အတွင်းတော့ကလည်းဒီလိုပဲထားရ YouTuber တွေ Blogger တွေပေါ့နော်ကိုဆန်တပ်ဖွဲ့တွေကလည်းဒီအိမ်ကြီးကိုတွားရောက်ပြီးတော့လေ့လာရိုက်ကူးခဲ့ပါတယ်အဲဒီအချိန်မှာတဲ့သူကပြောပြရတော့အိမ်ထဲမှာထူးဆန်းတဲ့အတန်တွေကြားရတယ်နောက်တော့ကျတော့နောက်ကကင်မရာရဲ့နောက်ကနေပြီးတော့လူတစ်ယောက်ကဖျက်လျှောက်သွားသလိုမျိုးအဲ့လိုမျိုးတွေလည်းတွေးခဲ့ရပေါ့နော်ဒီဗီဒီယိုတွေကိုတော့တဲ့ဟိုဗာလဲဒီ YouTube ဘာတော့မှာတော့ရှာကြည့်လိုက်ပေါ့နော်ရှိရရှင်ဒါပေမဲ့ဒီဥစ္စာတွေကတကယ်ပြုတ်လောက် channel လောက်ထားတာလားဒါမှမဟုတ်လို့ရှိရင်တကယ်ပဲရိုက်ကူးမိထားလားဆိုတဲ့ဟာကိုတော့ဘသူမှအတီးပြုတ်ပြီးတော့ပြောပြနိုင်ခြင်းမရှိပါဘူးရှင်ကဲဒီဆိုင်နဲ့ပတ်သက်တဲ့တရေဇက်လန်နေနောက်တော့ကြတော့ဒီမှတ်တမ်းသတင်းတွေကတော့ဟိုသိပ္ပံနေကြအနေနဲ့တော့တက်တည်ပြစရာတော့မရှိဘူးပေါ့နော်ဒါမဲ့တကယ်ဖြစ်နိုင်တာတခုကတော့ဒီလိုမျိုးလူတွေစွန့်ပစ်တာကြတာဖြစ်တဲ့အတွက်ကိုဟိုလူတွေကလုံးဝကိုဟိုးရင်လုံးတွေကမနေတော့တာဖြစ်တဲ့အတွက်တော်တော်နှစ်ကြာခဲ့ပြီဖြစ်တာမလို့လေတိုက်တန်တက်သားဟောင်းနေရဲ့အဲ့လိုဆွေးမြေ့ရဲ့အတန်ပေါ့နော်အဲ့လိုဟာတွေကဗနေမောက်လှုပ်တန်နေရပဲလူတွေကိုထူးဆန်းတဲ့အတန်မျိုးတွေအဲ့လိုမျိုးပေါ့နော်ပေးသလိုမျိုးဖြစ်နေရလားပေါ့အဲ့လိုပုံစံမျိုးတော့အဲ့လိုမျိုးမှတ်ချက်ပြုထားတဲ့တချို့တလေလည်းရှိရပေါ့နော်ကဲဘာပဲဖြစ်ဖြစ်ကိုစီကျွန်းပေါ်ကိုသွားပြီးတော့ဟိုပင်လယ်မှာပန်းဖြေခီထွက်မယ်ဆိုလို့ရှိရင်တော့ဒီဆန်အိမ်လေးကိုပဲဖြစ်ဖြစ်စိတ်ဝင်စားရင်သွားပြီးတော့လေးလာကြည့်ရှုလို့ရပါတယ်ရှင်သူကတော်တော်ဝေးရနေကိုလှမ်းမြင်နေရတဲ့အဲ့လိုမျိုးပေါ့နော်တကယ်ကို view ကောင်းကောင်းတောင်ဆောင်ပေါ်မှာရှိရဲဆန်အိမ်ဖြစ်ပါတယ်တဲ့ရှင်ကဲနို့လိုပဲဒီလိုမျိုးအကြောင်းအရာတွေထူးဆန်းတဲ့အကြောင်းအရာတွေပေါ့နော်အဲ့လိုမျိုးတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်နို့ရဲ့ channel လေးကို subscribe နဲ့ like နဲ့လုပ်ပေးပါအောင်ရှင်ဒီလိုပဲရှေ့ဆက်ပြီးတော့အကောင်းတဲ့အကြောင်းအရာလေးတွေကိုနို့ကိုယ်တိုင်လိုက်ပြီးတော့ explore လုပ်ပြီးတော့လေ့လာဖတ်ရှုပြီးတော့ပရိသတ်ကြီးကိုလည်းပြောပြပေးပါမယ်ရှင်အဲ့ဒါကြောင့်မလို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင် bye bye